ဒီနေ့ည2 နာရီမှာတင်ဖုံးမိလာရင်ဖုံးဆက်ခွန်တေချာကြည့်ပါဘာလို့လဲဆိုတော့ဖုန်းကောလုပ်နေတဲ့နံပါတ်တင်ကိုယ်ပိုင်ဖုန်းနံပါတ်ဖြစ်နေနိုင်ပါတယ်ဒီဇလန်ဟာအဲ့လိုဖြစ်ခဲ့ဖြစ်ရမှန်တစ်ခုပါI'm story ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ခေါင်းစဉ်ကတော့ည2 နာရီရောက်ဖုန်းခေါ်တယ်လို့ထားပါတယ်ဒီဇလန်လေးကိုနားထောင်နေတဲ့သူတွေအကြံပေးချင်တာတစ်ခုရှိပါတယ်ခုနားထောင်နေတဲ့အချိန်မှာတင်ဖုန်းဟာဆိုင်းနေမဟုတ်ရင်အနားမှာတစ်ချက်ကြည့်ထားပါဘာလို့လဲဆိုတော့ဒီဇလန်ဟာဖုန်းခေါ်တဲ့တစ်ခုကြောင့်ဖြစ်ခဲ့ဖြစ်မှန်တစ်ခုပါ2020ခုနှစ်လောက်တော့ရန်ကုန်မြို့ထဲကတိုက်ခန်းတစ်ခုမှာကိုထက်ဆိုတဲ့လူတစ်ယောက်နေတယ်ဗျသူက graphic designer တစ်ယောက်ပါအလုပ်က online လုပ်ရတာဆိုတော့ညပိုင်းအထိလက်တော့ကြည့်ပြီးအလုပ်လုပ်နေတတ်တယ်အဲ့ဒီညကလည်းမိုးကတိတ်တိတ်လေးရွာနေတယ်နိုင်ကိုကြည့်လိုက်တော့ည2 နာရီ73မိနစ်လုံပြီးသွားတော့ဖုန်းဆိုင်းရမ်းလုပ်ပြီးအိမ်မယ်ဆိုပြီးခရင်မောလဲလိုက်တယ်ဒါပေမဲ့အိတ်ခါနီလေးမှာဖုန်းကတစ်ချက်တည်းမိလာတယ်သူဖုန်းကဆိုင်းရမ်းလုပ်ထားတာပါဒါပေမဲ့ဘလို့ကြောင့်မှမသိဖုန်းခေါ်တာအတော်လေးကြေလာတယ်ကိုထက်လန့်သွားတယ်ဖုန်းကိုကြည့်လိုက်တော့ဖုန်းစကွန်ပေါ်မှာအန်နိုနံပါတ်တစ်ခုအမည်မသိနံပါတ်တစ်ခုပေါ်အဲ့ဒီအချိန်မှာဖုန်းခေါ်တာနင်းငယ်ဆမ်းပါဘူးဒါပေမဲ့အဲ့ဒီဖုန်းနံပါတ်ကိုကြည့်လိုက်တော့တစ်ခုထူးခြားနေတယ်ဖုန်းနံပါတ်ကသူ့ကိုယ်ပိုင်နံပါတ်ပဲဖြစ်နေတယ်ကိုထက်ခဏတောင်ဘာလို့ရမှန်းမတည်ဘူးဖြစ်တော့တာပေါ့နောက်ဝအေးကဖြစ်နေတာလားဆိုပြီးဖုန်းကောကိုပြင်ဖြူကင်လိုက်မိတယ်ပေါ့ဖုန်းထဲကနေအတန်တစ်ခုကြားလာတယ်ဒါပေမဲ့တစ်ဖက်ကလူတန်ဟုတ်လို့ပဲအသက်ရှူတန်တစ်ခုပဲဟယ်လိုဘာတူလဲပေါ့ကိုထက်ပြောလိုက်မိတယ်တစ်စက္ကန့်ကြာတော့တိတ်ဆိတ်နေတယ်ပြီးတော့ဖုန်းထဲကနေအတော်လေးနှိမ့်နေတဲ့အတန်နဲ့မင်းခုတယောက်တည်းမဟုတ်ဘူးဆိုတဲ့စကားတစ်ခုပဲကြားလာတယ်ပေါ့ကိုထက်လက်ထဲကဖုန်းတော်လူကြမတန်ဖြစ်သွားတယ်သူ့တက်ခန်း9ရက်မှာပါခန်းထဲမှာလူတယောက်ထဲပဲဒါပေမဲ့အဲ့ဒီစကားကိုကြားပြီးရင်တော့သူ့နောက်ကျောကနေကြီးဆက်ဆက်ခံစားလာရတယ်သူချက်ချင်းခန်းတစ်ခုလုံးကြည့်လိုက်ဘာမှတော့မရှိနေဘူးဒါပေမဲ့အဲ့ဒီချိန်မှာပဲသူ့အရှိတကားကိုတစ်ချက်တည်းပြည့်တဲ့တကားခောက်တဲ့တန်ကြားလိုက်ရတယ်ကိုထက်ငါကောင်တော့ချက်ချင်းတက်သွားတော့ကိုထက်နှလုံးခုန်ချက်ချင်းတက်သွားတော့တာပေါ့ည2 နာရီမှာဘယ်သူမှတကားကိုလာမခောက်ပါဘူးသူတကားကိုဖြည်းဖြည်းလေးရှောက်သွားတယ်တကားလူကြီးခေါင်းလုံးကနေအပြင်ကိုကြည့်လိုက်တယ်လမ်းကြောင်းမှာဘယ်သူမှမရှိဘူးဒါပေမဲ့တကားအောက်မှာရေစက်တွေစီးနေတာတွေ့တယ်မိုးရွာနေလို့လားဆိုပြီးတကားကိုနည်းနည်းဖွင့်လိုက်တယ်လမ်းကြောင်းလေးမှာရေစက်လေးတစ်ခုပဲဝင်လာတယ်ဘယ်သူမှတော့မရှိပါဘူးဒါပေမဲ့မြေပြင်ပေါ်မှာရေစက်တွေနဲ့ဖနက်အမှတ်တွေရှိနေတယ်အဲ့ဒီဖနက်အမှတ်တွေကသူခန်းထဲကိုဝင်သွားတဲ့ပုံပဲကိုထက်အဲ့ဒီအချိန်မှာလုံးဝအိတ်ခဲသွားပြီသူတို့ကားကိုပေးပြီးဖြည်းဖြည်းနဲ့ခန်းထဲကိုပြန်ကြည့်လိုက်တယ်ရေစက်ခြေအားတွေကနေတဲ့ခန်းကနေရေချိုးခန်းထဲကိုဆက်သွားနေဒါပေမဲ့အဲ့ဒီခြေအားတွေကတယောက်ဝင်လာတာမဟုတ်ဘူးခန်းထဲကနေတကားဘက်ကိုထွက်လာတဲ့ခြေအားတွေဖြစ်နေတယ်ကိုထက်အဲ့ဒီညမှာလုံးဝမိတ်နိုင်တော့ဘူးအနက်မိုးလင်းတာနဲ့အဲ့ဒီတိုက်ခန်းကနေပြောင်းသွားတယ်ကြီးနောက်တစ်ပတ်ကြာတော့သူ့အိမ်ရှင်ကိုဖုံးဆက်မိတယ်အဲ့ဒီခန်းမှာအရင်ကဘာဖြစ်ခုတာလဲအိမ်ရှင်ကခဏတာစကားတိတ်မင်းမတည်ဘူးလားလွန်ခဲ့တဲ့2 နှစ်လောက်ကအဲ့ဒီခန်းမှာလူတယောက်ည2 နာရီချိန်မှာဖုံးပြောနေလို့နေဆုံးသွားခဲ့တယ်ကွာအဲ့ဒီနောက်ပိုင်းအဲ့ဒီတိုက်ခန်းမှာနေတဲ့သူတွေတချို့ကည2 နာရီကျော်တိုင်းဖုန်းခေါ်တယ်ကြားရတယ်လို့ပြောကြတယ်လေ
အထူးသဖြင့်ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာပေါ်လာတဲ့ဖုန်းနံပါတ်ကသူတို့ကိုယ်ပိုင်နံပါတ်တွေပဲဖြစ်နေတဲ့တည်းဒီတလန်းကိုနားထောင်ပြီးတဲ့အချိန်မှာတင်ဖုန်းကိုတစ်ချက်ကြည့်လိုက်ပါဘာလို့လဲဆိုတော့ဒီနေ့ည7 နာရီကျော်တင်ဖုန်းလေးကြီးလာနိုင်ပါလေပြီးတော့ဖုန်းစကွန်ပေါ်မှာပေါ်လာတဲ့ဖုန်းနံပါတ်ကတင်ကိုယ်ပိုင်နံပါတ်ဖြစ်နေခဲ့ပြီဖုန်းဖြည့်စုမှုမလုပ်တာလည်းပိုကောင်းပါရဲ့ကျေးဇူးတင်ပါတယ် Ram Story နားထောင်နေလူတယောက်ချက်ရအောင်ကျေးဇူးတူရှိပါတယ်